မင်္ဂလာပါဗျာအားလုံးကျမ်းမာချမ်းသာပါစေစီးပွားဥစ္စာများဒီရေအလားတိုးတက်ကြပါစေလို့ကျွန်တော်ရဲ့ဖြိုးကို 2D channel လေးမှာအားလုံးကိုနှုတ်ခွန်းဆက်ကြိုဆိုလိုက်ပါတယ်အားလုံးအတွက်ဒီနေ့မှာ9ရက်4လမှ10ရက်4လပိုင်းအထိတပတ်စာဘဲပတ်တီးဘဲပရိတ်တွေကစူပါဖြစ်မလဲဆိုတာတော့ကဲဆက်ကြည့်ကြရအောင်ဗျာပြီးခဲ့တဲ့အပတ်မှာဆိုလဲပတ်တီးနှလုံး8နဲ့3ကိုပေးခဲ့တာမှတ်မိကြလားရကြလား break ဆိုလဲ4 break 2ကြိမ်တိုင်အောင်မြင်ပါတယ်ရှစ်ပတ်တီးမကနန်းကတ်68ဗုဒ္ဓဟူးညနေထွက်ခဲ့တယ်နော်ဗီဒီယိုကိုကြည့်သူအားလုံးရကြပါမယ်တိတိကျကျမှန်ကန်မှုအားအကောင်းဆုံးတွက်ဆိုင်တွေကနေရှာဖွေပေးထားတာမူတေချာစေယူပြီးစတိုးထိုးစေချင်ပါတယ်ဒါမှသာအမျက်များများရပြီးပျော်ရွှင်ရပါမယ်ဒီဘက်မှာတနင်္လာနေ့2ဒီပိတ်ပါတယ်ကြံ4ရက်မှာထိထိမိမိရဖို့ကလိုအပ်ပါတယ်ချစ်ရတဲ့2ဒီဝါသနာရှင်တွေကိုရစေချင်တာဟာကျွန်တော်ရဲ့စေတနာပါပဲဗျာကိုယ်စီမှာအားကိုးပြီးအသင်းဝင်ထားတဲ့သူတွေအတွက်အမြဲစူးစမ်းပေးနေပါတယ်ဒီဘက်မှာအသင်းဝင်မဲ့အသင်းသားအသစ်တွေကို2ရက်မကျော်တဲ့ပတ်တီး break နဲ့မွေးကနန်းမထွက်မရှိနှစ်ကွက်အထူးလုပ်ပေးထားပါတယ်ပေါက်ကိုပေါက်ရမယ်100%အာမခံပါတယ်ဒီလိုတိကျပြီးမှန်မှန်မှုရာနှုန်းအပြည့်ရှိတဲ့ကတ်တွေရှိမှသာမိတ်ဆွေတို့ရဲ့2D ရှုံးကျွေးတွေကိုပြန်ပြီးအရယူနိုင်မှာပဲဖြစ်ပါတယ်။တင်ဝင်သားတစ်ယောက်ဖြစ်ဖို့ကိုဖြိုးကိုတာဝန်ယူပါတယ်။တပတ်စာအသင်းကြီးကလည်း1000ကျပ်အများပါဘူး။ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ကိုအောက်မှာဖော်ပြပေးထားပါတယ်။ဒီတစ်လုံးသာအသုံးပြုပါတယ်။ဒီအပတ်အတွက်လက်ဆောင်ပတ်တီးကတော့6နဲ့5ပါ။ယူထားပါလက်ဆောင် break အနေနဲ့ကတ break ပါကဲအသင်းဝင်ကတ်တွေလည်းရနေပါပြီဗီဒီယိုကိုကြည့်ယူပေးကြတဲ့ကျွန်တော်ရဲ့ဝါသနာရှင်များကိုကျေးဇူးအထူးတင်ပါတယ် channel ကို subscribe နှိပ်ပေးထားကြပါဦးဗျာနောက်နေ့တွေပြန်ဆုံပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်